တတ်မှတ်ခြင်းအတွင်းသဘောတူညီမှုမရပါကအီရန်တနိုင်ငံလုံးကိုတညာတည်းဖြင့်အပြက်ရှင်းပစ်လိုက်၍ရသည်ဟုထရမ်တတိပေးကြာမြင့်ခြင်းငါဖရှိလာပြီးဖြစ်သည့်အမေရိကန်၊အစ္စရေးနှင့်အီရန်တို့ကြားစစ်တွဲကိုအဆုံးသတ်ရန်သတ်မှတ်ထားသည့်အချိန်ကန့်သတ်ချက်အတွင်းသဘောတူညီမှုမရရှိပါကဧပြီလ10ရက်ညတွင်အီရန်ရှိအရက်ပတ်လျှက်စစ်တပ်အားပေးစက်ရုံများနှင့်တရားများကိုအလုံးရင်းကြီးတိုက်ခိုက်ရန်အမိန့်ပေးမိဟုဒေါ်နယ်ထရမ်ကကြေညာလိုက်သည်ဧပြီလ9ရက်ကအင်ဖျူရိုသတင်းစာရှင်းလင်းပွဲတွင်ထရမ်ကယခုကဲ့သို့တတိပေးလိုက်ခြင်းဖြစ်သည့်အီရန်ဘက်မှလိုက်နာသဘောတူရမည့်အချိန်ကန့်သတ်ချက်ကဧပြီ10ရက်ည8နာရီတွင်ကုန်ဆုံးပြီဖြစ်သည်အီရန်အနေဖြင့်နျူကလ িয়ার လက်နက်ထုတ်လုပ်မှုကိုစွန့်လွတ်ရန်နှင့်အရေးပါသည့်ရေနံသယ်ယူပို့ဆောင်ရေးလမ်းကြောင်းဖြစ်သည့်ဟော်မုဇ်ရေလက်ကြားကိုပြန်ဖွင့်ပေးရန်ထရမ်ကတောင်းဆိုထားသည်တနိုင်ငံလုံးကိုတင်ရတဲ့နှင့်အပြစ်ရှင်းပြလို့ရတယ်အဲ့ဒီညကမနက်ဖြန်ညအလဲထသွားနိုင်တယ်အဲ့ဒီလိုမလုပ်ချင်ပါဘူးဟုထရမ်ကဆိုသည်ဧပြီ10ရက်ညတန်းကောင်ရန်အချိန်တွင်အီရန်ရှိတရားတိုင်းကိုဖျက်ဆီးပြီးမိစီမံချက်ရှိကြောင်းနှင့်လျှက်စစ်တပ်အားပေးစက်ရုံအားလုံးကိုလည်းပြန်အသုံးပြု၍မရအောင်ပောက်ကွဲစေသည့်ရက်ဆိုင်ပြစ်မိဟုထရမ်ကပြောသည်ကျွန်တော်တို့သာဆန်းနှံ့ရှိတဲ့ဆိုရင်4နာရီအတွင်းအပိသက်ချေမှုန်းပြမှာပါအဲ့ဒီလိုလည်းမဖြစ်ချင်ဘူးဟုထရမ်ကပြောသည်အရက်ပတ်လျှက်စစ်တပ်အားပေးစက်ရုံများကိုတိုက်ခိုက်ပါကစစ်ရာဇဝေမှုကျူးလွန်ရာရောက်သည်ဆိုသည့်ဝေဖန်ချက်များကိုထရမ်ကမမှုပြီးကျွန်တော်ကယူမဆိုင်ဘူးတကယ်တမ်းစစ်ရာဇဝေမှုဆိုတာဘာလဲသီလားနျူကလ িয়ার လက်နက်ပိုင်ဆိုင်တာကိုခေါ်တာဟုအိမ်ဖြူတော်တောင်းဖက်မြစ်ပြင်းတွင်ပြုလုပ်သည့်အီစတာပွဲတော်အတွင်းထရမ်ကပြောခဲ့သည်